အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့မြန်မာလူမျိုးတွေအတွက်ပေါ့နော်နေ့စဉ်စားသုံးတဲ့အစားအစာတွေမှာမရှိမဖြစ်ပါဝင်တဲ့အရာတစ်ခုဖြစ်တဲ့ဆန်ပေါ့နော်အဲ့ဒါကိုကျွန်တော်အဓိကနော်ဆွေးနွေးပါမယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ကအစည်းအဝေးသမားတွေပဲဖြစ်ဖြစ်เนาะကျွန်တော်တို့အာဟာရချော့တဲ့လူတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်ကလေးတွေဆိုရင်ဖြည့်စွာစကျွေးတဲ့လူတွေပဲဖြစ်ဖြစ်သူတို့စားသုံးတဲ့နေ့တူကစားသုံးတဲ့အစားအသောက်က healthy eating plan ပေါ့နော်ဒီ pyramid မှာကျွန်တော်၄မျိုးရှိတယ်အပိုင်းလေး၄မျိုးပေါ့နော်ကျန်းမာရေးနဲ့လျော်ညီသောအစားအသောက်ပြင်ဆင်ချက်ပြုတ်စားသုံးမှုပုံစံဖြစ်ရမယ်အဲ့တော့ပုံမှန်ပြထားရဆိုရင်10%ပေါ့နော်အသီးနှံဖြစ်ရမယ်40%ကအသီးရွက်ဖြစ်ရမယ်25%ကဘာဖြစ်ရမလဲခုနပြောတဲ့အမြင့်တက်များတဲ့เนาะcarbohydrate တွေเนาะ carbohydrate ပေါ့เนาะဂစီဓာတ်ဖြစ်ရမယ်နောက်25%ကပဲသားငါအသီးရွက်ကရတယ်ဘာဖြစ်ရမလဲခုနပြောတဲ့ protein ဓာတ်ဖြစ်ရမယ်နောက်ဆုံးက10%ကတော့အစီပေါ့เนาะပြန်ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လူချိုးကြစားသုံးတာဒီကောင်းမွန်တဲ့စားသုံးပဲအဲ့တော့ဒီနေ့မှာပို့ပြီး highlight လုပ်ချင်တာကြတော့ကျွန်တော်ဂစီဓာတ်ထဲမှာပါဝင်တဲ့ဆန်ပေါ့နော်ဆန်ဆိုတော့ကြတော့ဗာလေ riceberry rice လို့ခေါ်တာပေါ့နော်ကျွန်တော်ဒီမှာဆိုရင်တော့ riceberry ဆန်လုံးညိုလို့လည်းခေါ်ကြတယ်နော်အဲ့အကြောင်းလေးကိုကျွန်တော်အနည်းငယ်ပြောလို့ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တရားနဲ့ကြောက်အာဟာရနဲ့တူတာကြာမတူဘူးအဲ့တော့ဆောင်းမှုရှောင်မှုတွေလည်းရှိတယ်ဥပမာအဓိကတော့စီးကြိုသမားတွေဆိုလို့ရှိရင်ဂစီတက်နည်းနည်းပဲပါတဲ့ဆန်ကိုစားရင်ပို့ပြီးတော့အဆင်ပြေပါပေါ့နော်ဒါမှမဟုတ်ဆိုရင်သူကဒီမှာဆိုလို့ရှိရင်ကျွန်တော်က gluten free ဆိုတာတချို့ကြတော့ဥလန်းချောင်းယောဂါတွေဝမ်းလျှောတာတွေခြားဒီပေါ့ဟိုပြောချင်တဲ့တော့ protein များများပါတဲ့ carbohydrate များများပါတဲ့ဂစီဓာတ်များများပါတဲ့ဆန်ကိုစားရင်ချို့ကြတော့စီးကြုံမထိန်နိုင်တာတွေဖြစ်နိုင်တာပေါ့နော်အဲ့တော့ဒါကကြောင့်နောက်ထပ်တစ်ခုကကြတော့ခန္ဓာကိုယ်ရဲ့ကိုယ်ခံစနစ်ကိုလည်းမြင့်တင်ပေးတယ်ပြီးလို့ရှိရင်ကိုယ်ခံစွမ်းအားမြင့်တင်ပေးတဲ့အပြင် antioxidant လို့ခေါ်တယ်နော်ဒီခုနပြောတဲ့ဓာတ်ချက်ပစ္စည်းတွေကိုလည်းထိန်းညှိပေးတယ်မြင့်တက်တွေလည်းများတယ်ပေါ့နော်အဲ့တော့အာဟာရတန်ဖိုးတွေကျန်းမာရေးဆိုကောင်းကျိုးတွေတော့များတယ်အဲ့ထဲမှာထူးခြားတာကျန်တာနဲ့မတူတာအကြောင်းအန်ဒိုဆိုယနင်တို့နော်ကျွန်တော်တို့ပြီးရင်ဘီတာကရိုတင်းတို့နော်ဖိုင်လိတ်တို့နော်ပိုလီဖီနောတို့တန်နင်တို့ဒါဒီဟာလေးတွေကကျွန်တော်တို့ပါနေတာပေါ့နော်သူများမှမပါတဲ့ဟာလေးပေါ့နော်အများသောဖြင့် riceberry rice ကိုကျွန်တော် time မှာအများသောဖြင့်သုံးရတယ်အဲ့မှာလဲသူက omega 3များတယ်နောက်က antioxidant များတယ်anthocyanin ဆိုတာကြောင့်ဘာလို့ခန္ဓာကိုယ်ရဲ့အဆီဓာတ်ပေါ့သွေးကြောထဲမှာရှိတဲ့အဆီပမာဏကိုလျှော့ချပေးတာတော်တော်သဘောကျဖို့ကောင်းတယ်ပုံမှန်စားနေတဲ့ဆန်အဖြူတွေပေါ့နော်ကျွန်တော် white rice လို့ခေါ်ဆန်ဖြူလက်ဆိုင်9ဆပို့ပြီးတော့အစာကြေလွယ်ပြီးတော့ခန္ဓာကိုယ်မှာရှိတဲ့အသွေးအတွင်းအချိုဓာတ်ပေါ့ glucose ဓာတ်ပေါ့နော်အဲ့ဒါကိုလျှော့ချပေးတယ်ပေါ့နော်အဓိကအဲ့ထဲမှာကျွန်တော်က vitamin E ရလည်းပို့ပြီးများတယ်အဲ့ဒါကြောင့်မို့အများဆုံးအလှပရေးရသမားတွေအသားရည်နော်အငြင်းဂီးဆိုင်တဲ့လူတွေအမျိုးသမီးတွေရာသီသွေးမဆုံးခင်ဒီလိုလူမျိုးတွေမှာလည်းပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့တော့သူတို့မှာရောင်ချယ်လေးတွေကတန်ဖိုးရှိတဲ့ဒီantioxidant တွေလိုပဲပြောရမှာပေါ့နော်ဆိုတော့ organic အစားအစာမှာလည်းရေပန်းစားတယ်သူကလေ carbohydrate ကိုသူ့တည်တည်လုပ်တဲ့ခါမှာသူကဒီအာဟာရတန်ဖိုးတွေကလည်းမြင့်မားတာကိုလည်းသွားတွေ့ရတယ်နော်ဆိုတော့ gluten free ဖြစ်တာမျိုးတွေနော်gluten မပါတာပြီးရင် beta carotene ပါတဲ့အတွက်ကြောင့်မို့ကောင်းတာ folic acid ပါတဲ့အတွက်ကြောင့်မို့လို့ခန္ဓာကိုယ်မှာနော်တန်တက်အားနေတဲ့ဟာတွေနော်ကျွန်တော်တို့နိုင်ငံမှာလည်းအဖြစ်များတယ်လေနော်သွေးအားနဲ့ယောဂတန်တက်ကြောင့်သွေးအားနဲ့ယောဂတွေမဖြစ်ဘူး zinc ဖြစ်တဲ့အတွက်ပါတဲ့အတွက်ကြောင့်မို့လို့နော်အာရုံကြောတွေလည်းကောင်းစေသလိုပြီးရင်ဇင်းကြောင့်ကျွန်တော်တို့ဥလန်းကြောင်းမှာလည်းကင်ဆာဖြစ်တာတွေကိုရောချစေတယ်เนาะအဲ့တော့ကျွန်တော်တို့ကဒီအဓိကပေါ့ကျွန်တော်တို့ရဲ့ဒီထိုင်းနိုင်ငံရဲ့မြောက်ဘက်မှာရှိတဲ့အရှေ့မြောက်တောင်ပိုင်းမှာဆိုရင်အဓိကနေရာတွေမှာကျွန်တော်တို့ဒီရေသွေးမြင့်တဲ့ဒီဆန်တွေပေါ့เนาะဒီကရာသီဥတုကလည်းကောင်းတဲ့ခါကျတော့အဲ့မှာစိုက်ကြတယ်2019လောက်မှာသူတို့ကတေချာစမ်းသပ်စိုက်ပျိုးခဲ့တာကိုလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့เนาะကျွန်တော်တို့အဲ့မှာ riceberry ကအနီရောင်ခမ်းရ riceberry ကတော့ဒီanthocyanin တွေအများကြီးပါတဲ့အတွက်ကြောင့်မို့လို့ flavonoid တို့ပါလို့ပေါ့နော်ကျွန်တော်တို့အဲ့ခုနပြော phenolic တို့ flavonoid တို့ပါတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကဒီဆန်တွေကဆန်ဖြူမှာမတွေ့ရတဲ့ carotin beta carotin lutein နော်တန်နင်နောက် polyphenol ကတက်ချင်းဒါတွေကriceberry မှာအများကြီးပါတယ်ဥမာကြီးကင်ဆာတွေရင်သားကင်ဆာတွေသွေးကင်ဆာတွေဒါတွေကိုလည်းနော်ဟန်တားပေးတယ်ရှိရလူတွေအတွက်လည်းကောင်းစေတယ်နော်ဥမာကြီးကင်ဆာဆဲကြီးထွားမှုလည်းဟန်တားပေးတယ်နောက်ကင်ဆာဖြစ်တဲ့လူလည်းတေချာစားလို့ရတယ်ကင်ဆာမဖြစ်သေးတဲ့လူတွေလည်းကြိုတင်ကာဝေးပြီးသားဖြစ်တယ်ပေါ့နော်ဇီဝဖြစ်စဉ်ယောဂါတွေကိုကုသတဲ့နေရာမှာဒါအရေးကြီးတယ်ပြီးတော့ hyperglycemia လို့ခေါ်တဲ့သွေးရင်းအချိုဓာတ်များတဲ့ဟာကိုကုညီပေးတဲ့အတွက်ကြောင့်မို့ဆ
စီးကျုပ်သမားတွေတော့တော်တော်ကြီးကိုတင်းလျော်တယ်ပေါ့နော်ကျွန်တော်အတိတ်ကစီးကျုပ်သမားတွေကိုပြောချင်တာပေါ့စီးကျုပ်မဖြစ်သေးတဲ့လူတွေအချို့စားများတဲ့လူတွေဆိုလို့ရှိရင်တော့ဒီဆန်လေးကတော်တော်လေးကောင်းမဲ့သဘောမှရှိတယ်တော့နောက်တစ်ခါကျတော့ပြန်စဉ်းစားမယ်ဆိုလို့ရှိရင်ကျွန်တော်ကဟိုအချုပ်အားမဲ့တော့ကျွန်တော်စုပြီးတော့ပြောမယ်ဆိုရင်ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ folate လို့ပြောတဲ့ခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့ဓာတ်တွေပါတယ်နှစ်ကကျတော့သွေးစီးဆင်းမှုအားကောင်းစေပြီးအုံမင်းရော်မှုကိုတိုက်ဖြတ်ပေးတယ်နံပါတ်3ကကျတော့ကျွန်တော်တို့ဒီထဲမှာပါတဲ့ဟာတွေအားလုံးကဟိုခလေးတွေနှကန်းခွဲအာကောင်ခွဲကိုကြိုတင်ကာဝယ်ပေးတဲ့ folic acid တွေပါတယ်ခန္ဓာကိုယ်အတွက်တန်ဓာတ်တွေပေါ့နော်ပြီးအမြင့်ဓာတ်တွေကအစာချေစနစ်ကိုကောင်းမှုစေတဲ့ဗီတာမင် E ကကြတော့အမျိုးသမီးတွေအတွက်အထောက်အကူပဲ collagen တွေပေါ့နုပြိုလေးရဲ့အသားရည်တွေကိုနန်းဆန်းလေးရဲ့စုပြည်စည်းတွေနှလုံးကျန်းမာရေးနဲ့ကောင်းစေပြီးတော့သွေးနီဦးတွေကိုလည်းထုတ်တဲ့နေရာမှာအားဖြည့်ပေးတယ်เนาะကင်ဆာမျိုးစားအားလုံးပေါ့เนาะပြီးရင်နောက်စိတ်ဓာတ်ကြယောဂါကိုလည်းရှော့ချပေးတဲ့နေရာမှာပါတယ်လို့ပြောတယ်เนาะပရိုတင်းချက်ကိုခြေဖြတ်နိုင်တဲ့ဇင့်ပါတဲ့အတွက်ကြောင့်မို့သပင်ကြီးရောဝက်ချန်ဓာတ်เนาะသပင်တွေကိုလည်းအားကောင်းစေတယ်နောက်ထပ်ကျွန်တော်တို့ကိုလက်စထရောကိုเนาะသွေးထဲမှာရှိကိုလက်စထရောတွေချပေးတယ်တန်ဓာတ်အားနည်းတဲ့ဟာတွေလည်းချပေးဒါကြောင့်မို့ဒီမိတ်ဆွေတွေအားလုံးနေနဲ့ပေါ့เนาะကျွန်တော်ဒီလိုဓာတ်အဆန့်ကျင်ပစ္စည်း82မျိုးပါဝင်ပြီးတော့ကောင်းလုံးနဲ့เนาะဒီ organic ခန်းရအောင်နော်ဒီကျွန်တော် rice berry ကိုစားသုံးတဲ့ဟာမှာလည်းရွေးချယ်သွင်းတဲ့ဟာတစ်ခုဆိုတာကိုကျွန်တော်ကထောက်ပြလိုတာပေါ့နော်ဆိုတော့ကအစာလဲဆေးလဲစာဖြစ်စေဖို့ပေါ့တစ်ခါကျမိမိစားသုံးတဲ့အစာတွေကလည်းဆေးဖြစ်တော့ကြတော့ပို့ပြီးတော့ကောင်းတာပေါ့နော်ဆေးဆိုတာမှီဝဲဖို့မကောင်းပါဘူးနေ့စဉ်စားသုံးတဲ့အစာအချိုးကျကျနဲ့ညီရတော့ပါဝင်ဖို့လိုအပ်ပါတယ်အားလုံးပဲကျွန်တော်ရဲ့ TikTok အကောင့်လေးကိုလည်းဗီဒီယိုဖိုင်လေးကိုလည်းအမြဲအားပေးပါYouTube channel ကိုလည်းကျွန်တော် like and share လုပ်လေး follow လေးလုပ်ထားပေးပါနော်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ